မောင်ဘာခရဲအတွန်းဇန်နဝါရီခနဲ့ရက်နေ့ကကြောင်ပါပူလောက်ခရဲတာကမလူမျိုးတော်အေးစင်ကားကင်မအမျိုးသားနေအခမ်းအနားကိုရခိုင်အမျိုးသားအဖွဲလျှော့အာရခတဲတော် ULAA ကတာဝန်ဟိသူဒီတဲရောက်ရှိမန်ခရဲလို့သိရပါတယ်။ရတာကမအမျိုးသားနေအခမ်းအနားကိုဇန်နဝါရီခနဲ့ရက်နေ့မိုးထားရှိုင်းနာရီမှာစပနာမောင်ဘာခရဲအတွန်းတနည်းအားမှာကြောင်ပါပူလောက်ခစွာဖိပြီးမောင်ဘာခရဲပါတီယူမှာတာဝန်ဟိသူဒီစိတ်ဖက်ဆိုင်ရာအရာဟင်တီအမျိုးသမီးအောင်အောင်စုလူငယ်အောင်အောင်စုနဲ့ဒေသခံတီတဲရောက်ခကဲကရောပွဲချောင်းပါရီကွန်မတီအဖွဲ့ဝင်တယောက်ကပြပါရယ်ကျွန်တော်ဒီစင်ကာဂီမာသက်ကမအမျိုးသားနေ့အခမ်းအနားကိုကြောဇန်နဝါရီခနဲ့နေ့မိုးထရှိုင်းနိုင်လာကစပီးကေမွန်ဘောခေအတွန်းမှာကျမ်းပါခပါပဲအခမ်းအနားကိုတော့က ULAA ကတာဝန်ဟင်းပုဂ္ဂိုလ်တီစိတ်ဖဲအရဲဖဲကအဂီဂီတီဒီဘိကေဒေသခံသက်ကမလူမျိုးတီလေးတယောက်ခခဲ့ပါရဲ့အဆိုပါအခမ်းအနားကိုအာရခနိုင်ငံတို့တေခွန်နဲ့စားတောင်ဖွာလိုက်ခပရိကေတဲရောက်လာခဲ့သူတို့ကတကမလူမျိုးတို့ကအဆိုအကားတင်းနဲ့ profile ပိခါရဲအပရောင် ULAA မှာလေရန်အခမ်းအနားကိုထောက်ပံ့ငွေသိန်းတရာကျော်ကုန်ပူရှိမခါရဲလို့ဆိုပါတယ်ရန်အပရောင်အခမ်းအနားတို့ကွာရလာခဲ့တဲ့ ULAA မှာတာဝန်ဟိသူတီဒေသခံပြည်သူတီနဲ့မိတ်ဆွေတန်ဟာအပုတ်ကိုအစအစာတီနဲ့လေးလေးပြုံကားစွာတေခွန်ကျွန်းဝဲအခန့်ခါရဲလို့သိရပါတယ်။တကမအမျိုးသားနေအခမ်းအနားကိုတဲရာရာခွန်နဲ့ပတ်သက်လို့မဘခရဲ ULAA မှာတာဝန်ဟိသူတယောက်ကဒီခုပဲပြပါတယ်။တကမလူမျိုးဆိုတာပဲဒီကျွန်တော်တို့အာခပေထင်းမှာခိုက်ဆက်ဆက်ကျွန်တော်တို့အီတူဘူးများပါနော်။အတူတကွရှိတ်တွေးပြီးကနေထလာခဲ့တဲ့မြို့နယ်စုအောင်တွေဖိုက်ပါတယ်။တော့အဓိကတော့ဒီတကမလူမျိုးကျွန်တော်တို့ဘာသာစာပေဝေချင်းမှုတွေနဲ့ဒီအနုပညာတွေကိုအလေးထားအသိမှတ်ပြုခဲ့ပြန်ကျွန်တော်တို့ညာအိတ်ကိုမုံနမမိသားစုရုံးတိပိုင်သူတို့အမျိုးသားနည်းကိုလေးဆိုကျွန်တော်တို့အသိမှတ်ပြုလို့တကူပိုင်တယောက်ရှိမှဆိုဖိုက်ပါပဲ။ကြောင်အခမ်းအနားမှာ ULAA မှာတာဝန်ဟိပုဂ္ဂိုလ်တို့ကတကမလူမျိုးတို့၏အမျိုးသားနည်းကိုကိုဘူးကုဆောရှင်ဝဲစကားတီပရိုကခါခဲ့ပြီးနောက်နေတီမှာလေတကမအမျိုးသားနည်းအခမ်းအနားကိုဒီထဲမကပုံမကောင်းမွန်အောင်ဆောင်ရောက်ကြောက်ပန်းနေရီထောက်ပံ့မှုတီကိုတိုးမလောက်ဆော့ပြီးတော့တဲ့ပရိုကခါတင်ရဲလို့သိရပါတယ်ဒီကုနဲ့တကမအမျိုးသားနည်းကိုအာရခဒေတာအတွန်းမောဘခရဲအပရာမော်ဒိုနဲ့အခခရဲတီမှာလဲစေကောသိမ့်မိတ်စွာဆောင်ရောက်ကြောက်ပါခါပြီး ULAA ဒေတာဆရာတာဝန်ဟိသူရောတဲရာဂုံပရခါဂရောလဲပြရပါတယ်